အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့အယိုနီယန်ရဲ့ပန်းပွင့်လေးအကြောင်းပြောမှာဖြစ်ပါတယ်ဂီတဝါသနာပါတဲ့ညီကိုတွေအတွက်ပေါ့နော်ဒီ band point ဆိုတဲ့အရာလေးကကျွန်တော်အယိုနီယန်မှာပန်းစရာရှိတယ်ဗျကျွန်တော်ခုတည်ဟိုက်ကော်လေးကတူကော်ဖြစ်ပါတယ်အဲ့တော့ဒီလိုဒိုမီဂျာမှာအဓိကအယိုနီယန်မှာပန်းတဲ့ဟာလေးကကျွန်တော်တို့ဖာခန်းနဲ့ဆိုလမ်းပါတဲ့ဟာရှိတယ်ပြီးတော့မီခန်းနဲ့ဖောက်လမ်းပြီးတော့ယူဝါရဲ့လောက်လုံးလေးရှိတယ်ပေါ့နော်ပြီးတော့တီခန်းနဲ့တူယူဝါရှိတယ်ရေခန်းနဲ့မီယူလမ်းယူဝါရှိတယ်ပေါ့နော်တူပန်းစနစ်ကကျွန်တော်တို့ဒီမှာအယိုနီယန်ပို့ဆက်ကြည့်ရမယ်အဲ့မှာကျွန်တော်စနက်ကွက်မှာကျွန်တော်ကြည့်လိုက်မယ်အပက်ကြီးကိုလေးကိုနော်စီရဲ့အပက်ကြီးဒိုမီဆိုဒိုမီဆိုအဲ့တော့ဒီမီခဲနေကျွန်တော်ဖောက်လမ်းပန်းအောင်ရနော်ဒီတိုတီရှိရဒါတိုတီအေးတီခဲနေတိုလမ်းပန်းတာမျိုးနော်ပြီးတော့ဒီကောင်ဖာလမ်းပန်းတာပေါ့နော်ပြီးတော့ဒီကောင်ကရေခန်းနေမြူလမ်းယူပါဒါဒီမှာဖာရှိရဖာလမ်းပန်းတာပေါ့နော်ဒါမိခန်းနေဖာကိုလမ်းယူတာဖြစ်ပါတယ်ဒီဖာခန်းနေဆိုလမ်းယူရစားအဲ့တော့ကျွန်တော်ပန်းပွင့်တွေဟာကျွန်တော်ဒီလိုအဆွေးတချင်းတွေပဲဖြစ်တော်တော်များပါတယ် rock တွေမှာလည်းပါတယ် metal မှာလည်းပန်းကြတယ်ပဲပေါ့နော်တကယ်ဆွေးလေးရဖြစ်စီရသူကပန်းလေးရတော့ညီဂီတာရဲ့ငိုစိတ်တန်လို့ဂီတာရဲ့ညီတော်အတန်လို့ပြောရမှာပေါ့နော်အဲ့ဆိုတိုရီခန်းနဲ့မိယူလာမှမယ်အဲ့ဒါဆိုပန်းပွင့်ဟာ3နေရာတွေ့ရတာဖြစ်ပါတယ်เนาะ3နေရာတွေ့ရမယ်နောက်ထားပြီးတော့ပန်းလိုက်ရဒီဆိုခန်းနဲ့လာအောင်လမ်းယူရဟာမျိုးရတယ်เนาะဆိုခန်းအဲ့ဒါကဒီစစ်တန်စင်ခါကျွန်တော်တို့ဒီဘယ်လို music တွေမှာပန်းကြလဲဆိုရင်အဓိက country ပုံစံမျိုးတွေမှာရယ်သူ blue rock လို့ပါလို့ထဲမှာရောသုံးတဲ့ note လေးပေါ့เนาะဒီကောင်ကဆိုခန်းနဲ့လာအောင်လမ်းပန်းတာပေါ့เนาะအဲ့မှာပဲဒီအယိုနီယန် point အားဖြင့်ပြောကြည့်မယ်ဆိုရင်နံပါတ်1တိုခန်းနဲ့ရေလမ်းပန်းတာတစ်မျိုးနံပါတ်2မီခန်းနဲ့ဖောက်လမ်းပန်းတစ်မျိုးပြီးတော့ခါခန်းနဲ့မီပြန်ချဟဲ့နော်ပန်းအော့အရှိတယ်ပေါ့နော်အော့ပြန်ချလဲဟာဒီလိုမျိုးလေးတော့အဲ့လိုပြန်ချရစနစ်ဩဘာရောတွက်ထားတာပေါ့နော်ပြန်ချရစနစ်ကပန်းအော့ပေါ့ဗျာနော်သူအပေါ်ကနေအော့ပြန်ချရဟာမျိုးအော့ကနေအပေါ်ပြန်တင်သွားတာမျိုးစဉ်ပြောရင်ကျိုးတင်းလိုက်တာနဲ့ကျိုးပြန်ဆော်ရပုံစံမျိုးပဲအော့ပြန်ချတာစီနေပြီးသားဂျူနီကိုပြန်ဆော်ရပုံစံမျိုးဒါပန်းတင်ထားနော်အဲ့ဒါတိုမှာပန်းမြင့်သူကတီမှာပြန်ချမှာနော်အဲ့ဒါစနစ်ဒီ note သဘောတရားအရာဆိုတော့ဒီ band point ဟာဒီမှာတ point ရှိရပေါ့เนาะပထမခုနပြောတဲ့ဟာကျွန်တော်တို့ဒီမီကန်နဲ့ဖာတ point တီကန်နဲ့တော့တ point 2 point ရှိပြီအများအဖြစ်ပန်းကြတော့ရေခန်းနဲ့မီယူလမ်းပန်းကြတာပေါ့ရေခန်းနဲ့မီယူလမ်းယူကြတာပေါ့เนาะအဲ့စနစ်လေးရှိတယ်ရေခန်းနဲ့မီယူလမ်းယူတဲ့စနစ်အဲ့တော့အဲ့စနစ်ဟာအများကြီးရှိတယ်ပေါ့အဲ့ဒီတော့သူကစနစ်တွေအများကြီးရှိထဲမှာအများဖြစ်ပန်းကြတာတော့
re mi ပေါ့ဒါပေမဲ့အဲ့ဒီပန်းမှန်များတော့ရိုးလာတာပေါ့ရိုးလာတဲ့အတွက်ကျွန်တော်တို့မီဖာလောက်မယ်တီတိုပြီးတော့ထပြီးတော့ကျွန်တော်တို့ထချဲပန်းမယ်ဆိုခနဲ့လာဟာတုံးပန်းတဲ့နေရာတွေ့ရမယ်တီတိုမိဖာပြီးတော့1တုံးကရေမီပြီးတော့ဆိုကနေလောက်လမ်းပန်းတဲ့1တုံးအဲ့မှာနှစ်ခုစီးပွားရေပေါ့နော်အဲ့တော့အမျိုးပန်းအောင်ရပါတယ်အဲ့ပန်းစနစ်တစ်ခါပြန်ချရင်ပန်းအောင်ဟောဒါပြန်ချတဲ့စနစ်ပေါ့နော်ပြန်ချတဲ့စနစ်ဥပမာရောတွက်မယ်ဆိုတော့အဲ့ဒီစနစ်တွေအကုန်လုံးကြောင်းပြန်နစ်နဲ့ပြန်စားလိုက်ပေါ့အတိတ်ပဲอ่ะပေါ့နော်အဲ့တော့ပန်းတဲ့စနစ်ဟာတနေ့ဟဲ့ပန်းတာမဟုတ်ပါဘူးဒီအိုနီယန်ပွဲမှာတော်တော်လေးကျယ်ပြန့်နေပေါ့နော်အဲ့ဒါအပြင်ပုတ်ကျွန်တော်ခုနတော့ပြောမျိုးပေါ့ကျွန်တော်ဒီလိုနှုတ်ထဲမှာကြည့်မှဆို AB လမ်းပန်းတာမျိုးကအဆင်ပြေဘူး AB ဆိုတာလာနဲ့တီပေါ့လုံးဝမလိုက်ဖဲဘူးသူကတကယ်မာကြောတဲ့အတန်ဖြစ်တဲ့အတွက်အိုနီမှာပန်းလို့မရအောင်အိုနီယာမှာအဲ့ဒီကောင်မှာထပ်ပန်းချင်သေးရဆိုရင်သူကပါလို့ရလဲဆိုကော့ချင်းပေးရတယ်မေဂျာ7ကော့ချင်းပေးရတယ်စီမီဂျာ7စီမီဂျာကော့ချင်းပေးကျွန်တော် A ခန်းလေးကိုလည်း B ကိုလမ်းပန်းရအောင်လာခနဲ့ D ကိုလမ်းပန်းမယ်ပေါ့နော်အဲ့စနစ်လေးဖြစ်ပါတယ်အဲ့တော့ဒီအိုနီယာစကေးဟာပန်းပွင့်ပွင့်ရှိလဲဆိုစီတမနှုတ်တဲ့အကောင်လုံးပန်းအောင်ရတယ်ကိုပန်းချင်းလည်းနှုတ်အကုန်ပန်းလို့ရတယ်ဒါပေမဲ့ကော်ချင်းဝါရမယ်ခုနပြောမျိုးကျွန်တော်လာခန်းနဲ့တီကိုလမ်းပန်းလာဟာမျိုးဆိုရင်ကျွန်တော်ဒီမီဂျာကောမှာအလုံးမဖြစ်ဘူးဟာမိုနီတော့ဖြစ်ရနော်မလိုက်ဖက်တာမဟုတ်ဟာမိုနီတော့ဖြစ်ဒါပေမဲ့အကြာကြီးရနားနေလို့အဆင်မပြေဘူးအကြာကြီးရနားနေမဲ့ AD လာခန်းနဲ့ D ကိုအကြာကြီးရနားကျင်ဆိုတခြားပေါ်ပဲမေဂျာ7ကောပြန်ရှင်းမှရမယ်နောက်ထပ်ဒီပန်းပြီးတော့ထပ်ပင်နဲ့ပန်းတခုရှိသေးတယ်ကွာအဲ့ဒါပန်းစနေအဒီကောင်ပြီးတော့ဒီမှာဟောအဲ့ဒါပန်းပွင့်ဟာတော့နှစ်ပွင့်ကိုရောသုံးတာပေါ့ထပ်ပင်ပန်းလို့ခေါ်တယ်ထပ်ပင်ပန်းတော့တကယ်ဆွေးဝါးတဲ့ပုံစံမျိုးဖြစ်ရနော်ဒီငိုကြွေးသွားတယ်လွမ်းဆွေးသွားရဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါကဒီရေခက်နေမီကိုလမ်းပန်းပြီးမှဒီစီးနေလဲဖာနေရလေးကိုလမ်းတောက်တာပေါ့ဖာလေးနေရလေးဆွဲတင်တော့သူကဖာမဟုတ်တော့ဆွဲတင်လိုက်တယ်သူလည်းလိုက်ပန်းပြီးသားဖြစ်သွားတယ်အဲ့ဒီနေရဆိုဖြစ်သွားပါတယ်နော်ဒီတိုင်းကြည့်မှဆိုဖာပဲကြည့်မယ်နော်ဒါပေမဲ့ဒီမှာပန်းတင်လိုက်တဲ့အတွက်ဒီဂျိုးကလည်းဂျိုးတင်းတယ်လို့ဖြစ်သွားသည်ဂျူးနေဂျိုးကြီးတဲ့အတိုင်းပဲအဲ့တော့သူကဒီကနေမီဖာဒီမှာဆိုကန်ချပြီးမီပြန်ရောက်ပြီးရေတိုးလာတာပေါ့အဲဆိုအဓိကတော့ခံပန်းတော့ရေမီပြီးတော့ဆိုပြန်ချတဲ့ထိုင်မှာမီနဲ့ဆင်းပါကိုမီနဲ့ဆင်းပြီးတော့ရေပြန်ချရင်မှတိုးပါသွားတာပေါ့ဘောနော်အဲ့တော့ပန်းပွင့်အကြောင်းလေးဒါဗီဒီယိုတူလေးတင်ပေးတာဖြစ်ပါတယ်အကျယ်တဝန်းလေးလာခြင်းတယ်ဆိုရင်တော့အပြင်မှာတင်တန်းလာတက်လို့ရပါတယ်เนาะလူတွေးတင်တာပို့ပြီးတော့ကျွန်တော်အားရတယ်ပေါ့လူတွေးတင်ခြင်း